ဒါကတော့ဘယ်သူမှသတိမထားမိလိုက်တဲ့အချိန်မှာထောင်ကန်ဘောကိုအကွက်ချက်ချကန်သွားခဲ့တဲ့ဖြစ်ရပ်ပါတေချာကြည့်လိုက်ပါကစားသမားကထောင်ကန်ဘောကန်ဖို့အတွက်ဘောလုံးကိုအမှတ်သားပေါ်မှာတင်လိုက်ပြီးနောက်အနားကစီးချက်တိုင်စီကိုလှည့်ကြည့်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူကဘောလုံးကိုမတိမတာလေးတစ်ချက်တွတ်လိုက်တာကြောင့်ဘောလုံးကကစားကွက်ထဲရောက်သွားပါပြီသူ့ရဲ့အသင်းဖော်ကလည်းပြိုင်ဘက်နောက်ခံလူတစ်ယောက်ကိုဆွဲခေါ်လာရင်ဘောလုံးသားကိုကတ်လာပါတယ်သူကိုယ်တိုင်ပဲထောင်ကန်ဘောကန်တော့မဲ့ပုံစံမျိုးနဲ့ပေါ့သူတို့နှစ်ယောက်အကြည့်ချင်းဆုံလိုက်တာဟာအချက်ပေးလိုက်တာပါပဲဒုတိယကစားသမားကကန်ဖို့ပြင်းနေတယ်လို့မျိုးဟန်ဆောင်လိုက်ပြီးမှရုတ်တရက်ဘောလုံးကိုဆွဲပြေးပါတော့တယ်ပြိုင်ဘက်ခန်းစစ်ကစားသမားတွေကတော့ဘာဖြစ်ကုန်မှမသိပဲကြောင်ကြည့်နေကြတာပေါ့အဲ့ဒီနောက်ဖြစ်တင်ပေါ်တက်လာတဲ့ခန်းစစ်ကဖျက်ထုတ်လိုက်ပေမဲ့ဘောလုံးကသူ့စီပြန်ရောက်လာပြီးကိုအဖြစ်အဆုံးသတ်နိုင်ခဲ့ပါတယ်နောက်ထပ်ဖြစ်ရပ်တစ်ခုမှာတော့ကစားသမားတစ်ယောက်ကဘောလုံးကို၃ချက်လောက်တိုးလိုက်ပြီးထောင်လန်နားမှာဒီတိုင်းထားခဲ့ပါတယ်ဒါဟာဘောလုံးနေရာကိုအနှဲငယ်ပြင်ဆင်လိုက်ရုံပဲလို့လူတိုင်းကထင်ခဲ့တာပါအဲ့ဒီနောက်သူ့အသင်းဖော်ကထောင်ကန်ဘောကန်ဖို့အတွက်အနားကိုရောက်လာပါတယ်ဒါပေမဲ့ဒီနေရာမှာပဲအရာအလုံးကထူးဆန်းလာပါတော့တယ်သူကခြေအိတ်ကိုပြင်ဆင်နေတယ်လို့မျိုးငုံလိုက်ပြီးတခုခုပြဿနာရှိနေတယ်လို့နဲ့စီးချက်တိုင်ကိုစကားလမ်းပြောနေပါတယ်ကစားကွက်မဆရသေးဘူးလို့ထင်နေကြတာကြောင့်ပြိုင်ဘက်ကစားသမားတွေအားလုံးဆိတ်လျှော့ထားကြတာပေါ့အဲ့ဒီအချိန်မှာပဲသူကဘောလုံးကိုကိုစီနာအထိရုတ်တရက်ဆွဲဝင်သွားပါတော့တယ်ပြိုင်ဘက်အသင်းဘာတွေဖြစ်နေမှမသိခင်မှာတင်သူကအကွက်ချက်ချဖြတ်တင်ပေးလိုက်ပြီးသူ့အသင်းဖော်ကအေးအေးဆေးဆေးပဲကိုသွင်းယူသွားခဲ့ပါတယ်တကယ်တော့သူထောင်ကန်ဘောကန်ဖို့သွားချိန်မှာဘောလုံးကိုရွှေ့လို့ရမလားလို့စီးချက်တိုင်ကိုမေးခဲ့တာပါသူ့အသင်းဖော်ကဘောလုံးကိုရို့ထားပြီးသားဖြစ်တာကြောင့်ကစားကွက်ကစနေပြီဖြစ်ကြောင်းတိုင်လူကြီးကခွင့်ပြုပေးခဲ့တာပါဒီလိုမျိုးရိုးရှင်းတဲ့လက်ကွက်လေးတစ်ခုကနေတကယ်ကိုပါနဲ့တဲ့ကိုတကိုဖြစ်လာခဲ့တာပဲဖြစ်ပါတယ်ဗျာအခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဘောလုံးလောက်ခဲ့တဲ့အခိုက်အတန့်ဗီဒီယိုတွေကိုတင်ဆက်ပေးသွားမှာမလို့အကောင့်လေးကို follow လုပ်ပြီး Yonero ရဲ့ပရိသတ်တယောက်ဆိုရင် CR7 လို့မှန်သွားပါအောင်နော်